Hello အားလုံးပဲမင်္ဂလာပါရှင်။အခုပေါ့နော်ဒါ reading တွေဖတ်ပေးပြီးရဲ့အချိန်မှာပေါ့နော်ဒီ comment လေးမှာ relationship အတွက်လေသိချင်တာလေးတွေရှိပါတယ်လို့ပြောထားတဲ့သူတွေရှိလို့ပေါ့နော်အဲ့ဒါလေးအတွက်အခုဖတ်ပေးမှာဖြစ်ပါတယ်။အဲ့တော့ relationship အတွက်ပေါ့နော်ကိုနဲ့ relationship အခုတိစောက်ထားတဲ့သူနော်ကိုနဲ့ဘယ်လိုမျိုးဆက်ပြီးတော့အနာဂတ်မှာဖြစ်တည်လာမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပါမယ်နော်။အဲ့တော့ဟုတ်ပြီ relationship ရှိတဲ့သူလေးတွေကိုယ့်ရဲ့ relationship ကိုအာရုံပြုထားပေးပါပြီးတော့ဒီကက်လေးတွေအပေါ်မှာလည်းနော်စိတ်ကိုပေါ့နော်ကိုတိချင်တဲ့မိကုံးလေးတွေစိတ်ထဲမှာမေးထားပြီပေါ့နော်အဲ့လိုပုံစံမျိုးလေးပါအဲ့တော့ဟုတ်ပြီကိုနဲ့အခု relationship ရှိတဲ့သူအနာဂတ်မှာဘယ်လိုအခြေအနေမျိုးဆက်ပြီးတော့ဖြစ်တည်လာမလဲအဲ့ဒါလေးကိုကြည့်ပါမယ်နော်ဟုတ်ပြီပေါ့နော်အခုဒီမှာကြည့်တဲ့အချိန်မှာပေါ့နော်ဘာလေးတွေ့လဲဆိုရှင်အခုအချိန်မှာ relationship နှစ်ခုကလေ balance ညီတိစောင့်နေကြတာမဟုတ်ဘူးเนาะ ego တွေများနေတယ်ငါဆိုတော့ငါပြောတာပဲမှန်တယ်ငါလုပ်တာပဲမှန်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရလေးကိုဒီမှာတွေ့ရပေါ့နော် relationship တွေကတောက်ကဆဖြစ်နေရလေးတွေရန်လိုနေရမျိုးတွေရှိမယ်ပါတိလားကိုဘက်က short လိုက်ပြန်တော့တစ်ဖက်ကပြန်ပြီးတင်းသွားတယ်အဲ့လိုပုံစံမျိုးပေါ့နော်ကိုဘက်ကအရှော့ပြလိုက်ပြန်တော့ तू ကပြန်ပြီးအနိုင်လိုချင်တယ်အဲ့လိုပုံစံမျိုးလေးတွေဖြစ်နေတယ်เนาะအနိုင်မခံအရှုံးမပေးဆက်ပုံစံမျိုးလေးပေါ့နော်ဒါပေမဲ့နှစ်ယောက်ကချစ်ချင်းမတာမရှိဘူးလားဆိုတော့ရှိရယ်เนาะအခုဒီကာလလေးတွေမှာပေါ့နော်ဒီတစ်ပတ်တလားအဲ့လိုမျိုးအခြေအနေအတွင်းလေးတွေမှာတော့သူနဲ့ကိုနဲ့ကတောင်းတဲ့တရားအဲ့လိုမျိုးရန်သူလိုပုံစံမျိုးလေးတွေဆက်ဆံနေကြရဲဆိုတာမျိုးကိုတွေ့ရပေါ့နော်အဲ့တော့ဒီမှာပြောချင်တာကဘယ်လိုခေါ်လဲအခုထပ်ပို့ပြီးတော့ပေါ့နော် relationship ကို healthy ဖြစ်တဲ့ပုံစံမျိုးဖြစ်အောင်တိဆောက်ထားတဲ့ねပေါ့နော်အဲ့ဒါကဘာကိုပြောရလဲဆိုတော့ကိုအရင်ဆုံးချစ်ပါနော်ကိုအရင်ဆုံးချစ်ဖို့ဒီ self love ထားဖို့ကို reading နဲ့လိုမှာထည့်ပြောတယ်ဘာကြောင့်လဲဆိုတော့ relationship တစ်ခုတိဆောက်တယ်ဆိုတာကကိုယ်စိတ်တစ်ခုတည်းမဟုတ်ဘူးတစ်ဖက်သူရဲ့စိတ်တစ်ခုပါပါတယ်ပေါ့နော်တစ်ဖက်သူရဲ့စိတ်ကိုပါတို့ကနားလေပြီးဖြစ်တွေးပြီးတော့မှနှစ်ဦးတိဆောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကိုယ်တိုင်ပေါ့နော်ကိုဘက်ကတစ်ခုတည်းမှန်နေဆိုတိုင်းလေဒါအဲ့လိုမျိုးတွေးလို့မရပြန်ဘူးပေါ့နော်နှစ်ဦးနှစ်ဖက်ဘယ်နဲ့ညီညီမျှပြီးတော့တွေးတတ်ဖို့တွေအလိုအပ်သေးတယ်ပေါ့နော်အဲ့တော့အခုအချိန်မှာနော်သူပြောတာမှန်တယ်ငါပြောတာမှန်တယ်ဆိုတာထက်ကိုနော်အေးချမ်းလေးနဲ့ဘယ်နဲ့ညီညီတိဆောက်ဖို့နော်တခါတလေမှာနှစ်ယောက်ကတော့ကစားဖြစ်တယ်ဆိုရှင်ပြောနေစကားလေးကိုခဏရက်ပြီးတော့အခြေအနေတစ်ခုတည်ငြိမ်သွားတော့မှပြန်ပြီးစကားပြောတာမျိုးအဲ့လိုမျိုးလုပ်တင်ပါတယ်နော်ဆက်ပြီးအနာယူဖို့တွေဥတီပြီးတော့မပြောတင်ဘူးပေါ့နော်အဲ့ဒါလေးကိုအခုမှားချင်ပါတယ်ပြီးတော့နောက်ချက်ကကြတော့ပေါ့နော်တယောက်ကပေါ့နော်ဒီ feminine energy ရှိရဲ့သူ feminine energy ဆိုတာကတခုဆိုရှင်စိုးရိမ်တတ်တယ်တီးခံတတ်တယ်အဲ့လိုမျိုးလူမျိုးပေါ့နော်ဒါယောက်ျားလေးနဲ့မိန်းကလေးနဲ့မစားဘူးเนาะမိန်းကလေးမှအဲ့လိုမျိုးပုံစံမျိုးရှိရမှာမဟုတ်တချို့ယောက်ျားလေးဆိုရှင် feminine energy ကြီးဆိုတာလေးတွေရှိတယ်အဲ့လိုမျိုးပေါ့နော်ဒီ mother earth energy ပေါ့နော်အဲ့လိုပုံစံမျိုးရှိတဲ့သူလေးတွေကတခုဆိုရင်အရန်စိုးရင်တက်တယ်เนาะစိတ်ထဲမှာဘယ်လိုပြောမလဲတခုခုဆိုလို့ရှိရင်ကွာစိုးရင်အရန်လွန်ခဲ့ပေါ့နော် overthinking ဖြစ်တတ်တယ်အဲ့လိုမျိုးလူမျိုးလေးတွေအတွက်ကကြတော့အခုထပ်ပို့ပြီး mature ဖြစ်ဖို့ပေါ့နော်ရင်ကျက်ဖို့လိုတယ်ပြီးတော့အရန်ကိုစိုးရင်တဲ့အတိုင်းအရာရာကဖြစ်မလာဘူးပေါ့နော်အဲ့ဒါလေးကိုလည်းတစ်ချက်တတိထားတင်တယ်ပေါ့တခါလေးမှာကိစ္စတစ်ခုကဖြစ်မလာတော့ကိုကအရင်ဆုံးစိုးရင်လာပြီးဘာတွေဖြစ်လာမှလဲတွေးပြီးတော့ပူပန်နေပြီအဲ့လိုပုံစံမျိုးမတွေးပါနဲ့တဲ့နော်ကို secure ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နေရမယ်ပေါ့နော်ပြီးတော့ကို feminine energy အပြည့်အဝရှိရ confidence ရှိရဆိုတဲ့စိတ်မျိုးနဲ့ရှင်တန်ရက်တရားမှာမျိုးကိုတွေ့ရပါတယ်အရင်ဆုံးကအတိတ်မှာရှိခဲ့တဲ့ trauma တွေဒဏ်ရာတွေပြန်ပေါ်လာတာမျိုးလည်းရှိတတ်တယ်အခု relationship ကိုဘယ်လိုပုံစံမျိုးမြင်နေလဲဆိုတော့အတိတ်ကပေါ့နော်ကိုတွဲခဲ့တဲ့သူတွေကကို trauma ပေးခဲ့တဲ့အရာတွေနဲ့အဲ့လိုနှိုင်းရှင်ပြီးတော့အခုလူကလည်းကိုအဲ့လိုပုံစံမျိုးဆက်ဆံမလားအဲ့လိုမျိုးထားသွားမလားအဲ့လိုပုံစံမျိုးတွေနဲ့ခဏတစ်ဖက်သူပေါ်မှာပြဿနာရှာမိတာလေးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုး energy ရှိတဲ့သူလေးတွေဆိုရှင်အခုရက်ပိုင်းမှာဒီတရားထိုင်တာလေးတွေလုပ်ပြီးတော့တစ်ဖက်သူကိုနော်သူ့ဘက်ကိုပဲရှူထောင်ကနေပြီးတော့မျှပြီးတွေးပေးဖို့ပေါ့နော်အဲ့ဒါလေးကိုအချက်ပြောချင်တယ်ပြီးတော့နောက်တစ်ချက်ကတချို့သူလေးတွေကကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ဒီနေ့လုံးနေတဲ့ person ကိုယ့်ရဲ့ relationship ကပေါ့နော်တူတယောက်က overseas ကိုသွားပြီးအလုပ်လုပ်ဖို့အကြောင်းတက်ဖို့စီစဉ်ဖြစ်လာတာမျိုးတွေရှိရပေါ့နော်ဒါကတော့ကန်တရားရဲ့ plan ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေကိုတယောက်ကတော့တစုံတယောက်ကတားဆီးချင်တယ်သိလားမသွားပါနဲ့မခွဲနိုင်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတော့ပြောချင်တယ်ဒါပေမဲ့တစ်ဖက်သူရဲ့တိုးတက်ကြောင်းနန်းဖြစ်တဲ့အတွက်ကြောင့်မလို့လွတ်ပေးထားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးသူ့လိုပုံစံသူ့ရဲ့တိုးတက်မှုတွေကိုလည်းကိုကလိုလားတယ်ဒါပေမဲ့သူနဲ့လည်းမခွဲနိုင်ဘူးဆိုတဲ့အခြေအနေလေးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးဖြစ်နေဆိုတာကိုလည်းအချိန်တမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီတဲ့အခုအချိန်မှာ relationship လေးတွေကတချို့ကြလည်းတော်တော်လေးအခြေအနေကောင်းပါတယ်ခုနကအကျပြောတဲ့ balance ညီတိဆောက်ဖို့စုံတွင်းလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကတော့ရှိနေဆိုတာလေးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အခုရက်ပိုင်းနေမှာလေးစိတ်တွေကနည်းနည်းလေး emotional ဆန်နေလိမ့်မယ်ပေါ့နော်တခုခုဆိုရှင်
စိုးရင်ပူပန်မှုတွေလွန်ကဲနေသူတွေတရားနဲ့ကတောက်ကစားဖြစ်မယ်နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ဟုတ်ပြီဘလို့အခြေအနေမျိုးလေးနဲ့ဆက်ပြီးတော့ရက်တီရမယ်လေဘလို့အချိန်လောက်မှပြန်ပြီးတော့အဆင်ပြေလာမလဲအခုခွဲနေရတဲ့သူလေးတွေဗာလေးတွေပဲပေါ့နော်သူတို့ကတော့အဆင်ပြေလာမယ့်အချိန်လေးရှိလားတဲ့အဲ့တော့စိုးရင်ပူပန်ဖို့မလိုဘူးပေါ့နော်အခုချိန်မှာကတောက်ကစားဖြစ်နေတဲ့သူတွေဆိုရှင် break တွေဘာတွေဖြစ်ဖို့အထီးမရှိဘူးပြောရမယ်ဆိုလို့ရှင်တော့နှစ်ယောက်ကြာမှာအဆင်ပြေမယ်ပေါ့နော်ခဏတာပဲဒါသဘောထားမတိုက်ဆိုင်မှုတွေရှိတယ်ဆိုတာပေါ့ပြန်တော့ချက်ကကျတော့ overseas ကိုခရီးဝေးကိုထွက်သွားမယ့်သူတွေအတွက်ကလည်းနော်သူတို့တရက်တိုးတဲ့ကြောင်လမ်းကိုသွားတာကိုယ့်ကိုတစ္ဆာမဲ့လို့ရက်တေးလို့ဖို့အတွက်ထွက်သွားတာမဟုတ်ဘူးတဲ့เนาะအဲ့ဒီ message လေးကိုလည်းပြောတယ်အဓိကတော့မှကိုယ့်ရဲ့စိုးရင်ပူပန်မှုပဲဖြောက်ဖို့ပြောထားတယ်ပေါ့နော်ကိုယ်စိုးရင်ပူပန်မှုတွေကအနာဂတ်မှာတကယ်အတိအကျအဲ့လိုဖြစ်လာလိမ့်မယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်စိုးရင်မှုကစိုးရင်မှုတက်တက်ပဲเนาะအဲ့လိုပုံစံမျိုးလေးကိုပြောထားအဲ့တော့စိုးရင်မှုကြီးနေတဲ့သူလေးတွေအတွက်ပေါ့နော်ဒါကပြောထားတဲ့ guidance message လေးဖြစ်မယ်ပေါ့နော်ဒါ relationship လေးအတွက်ကြည့်ပေးပါဆိုတော့အကျယ်ကြည့်ပေးထားတာဖြစ်ပါတယ်အရင်ဆိုးဝိုင်းတော့အကျယ်မတွေ့ရပါဘူးเนาะဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်เนาะ